ပြီးခဲ့တဲ့ရက်တုန်းကလောက်ခေါ်စာတင်ထားတော့ဒီရက်ပိုင်း CV found တော်တော်များများကိုကြည့်ဖြစ်တယ်ပေါ့နော်သူတို့ပိုးလာတဲ့ CV တွေအများကြီးပါပဲတော်တော်များတဲ့ WhatsApp မှာရော Viber မှာရော TikTok မှာရောပေါ့လေနော်အထူးသဖြင့်မြန်မာနိုင်ငံရှောက်တဲ့သူတွေလည်းရှိရပါဘူးဆိုတော့လေအဲ့ CV တွေကဘယ်လိုဖြစ်လဲဆိုတော့အခုခေတ်မှာအင်္ဂလိပ်စကားနည်းနည်းပပရတယ်ဆိုရင်ကိုယ့်ရဲ့ resume ကို AI နဲ့ကြွယ်နေအောင်ရေးလို့ရတယ်ကွာတိလားဆိုတော့လေ AI နဲ့ကြွယ်နေအောင်ရေးပြီးတော့မှလာလျှောက်ကြရပေါ့လေနော်ဆိုတော့ကျွန်တော်တို့တွေနေရလဲဒီ CV တစ်ဖောင်တစ်ခုကိုကျွန်တော်တို့ဒီ resume တစ်ခုကိုကြီးလိုက်တာနဲ့သူသုံးထားတဲ့ English usage တွေက advanced လား business လားကြီးလိုက်တာနဲ့သိရပေါ့လေနော်ဆိုတော့အဲ့ဒီဟာမှာအထူးသဖြင့်ဆိုကြပါစို့ဒီကာမလေးတယောက်ဆိုရင်ပေါ့နော်လာလျှောက်တယ်သူမှာ very working experience တွေအများကြီးရှိရယ်မြန်မာနိုင်ငံအနေထားနဲ့ဆိုရင် governor residence တို့ဒီ Sirona တို့ Novoto တို့ပေါ့နော်စရှိသဖြင့်အဲ့ဟာတွေ experience တွေအများကြီးရှိတယ်နောက်တစ်ခုက English ကိုကောင်းကောင်းပြောတတ်တယ်ဆိုပြီးတော့ဒီသူ့ရဲ့ resume မှာရေးထားတာပေါ့လေနော်နောက်တစ်ခုကျန်တဲ့ဟာ Chinese တို့ Korean တို့ Korea တို့ပေါ့လေနော်ဆိုတော့ဒါတွေကြည့်ချင်အားဖြင့် okay သူရဲ့ CV မှာဒီ governor residence မှာဘယ်နှခုနှစ်ကနေပြီးတော့ဘယ်နှခုနှစ်လောက်ထားတယ်လို့မဖော်ပြထားဘူးဒီတိတိကျကျမရေးထားဘူးဒီတိုင်းပဲထည့်ထားတယ်သူရဲ့ responsibility တွေကအများကြီးပဲဘာတွေတာဝန်ယူရတယ်ဘာတွေလုပ်ရတယ်ဆိုတော့ဒါ AI နဲ့ကြွယ်နေအောင်ရေးလို့ရတယ်ကွာတကယ်တမ်းကျွန်တော်တို့တွေအနေနဲ့ကဒီ CV ကိုကြည့်ချင်အားဖြင့်သူတို့ကအဝေးရလာလျှောက်ကြရဲဆိုတော့လေကျွန်တော်တို့အနေနဲ့okay introduction video ပို့ပေးပါ English နဲ့ပြောပေးပါလို့ပြောလိုက်တဲ့ချိန်ကျရင်ပျောက်သွားမရှိတော့ဘူးဘာလို့မရှိရလဲအကြောင်းရင်းတစ်ခုပဲရှိရယ်လိန်ထားတာအကုန်လုံးလိန်ပြီးတော့လာလျှောက်တာကွာသိလားဆိုတော့လေလမ်းဘေးစားတော့ဆိုင်မှာတော့ရလိမ့်မယ်ပေါ့နော်ဒီလိုပုံစံလေးလိန်ပြီးလာလျှောက်တာတော့ဘာလို့ဆိုကျွန်တော်တို့လို hotel hospitality ကိုဒီ careers ကိုလုပ်နေတဲ့ထဲဝင်လုံနေတဲ့သူတွေစီမှာလာလျှောက်လို့မရအောင်ပေါ့နော်ဆိုတော့လေတပေါက်လဲဆိုတော့ရေရွစားတော့ဆိုင်တဲ့ hotel နဲ့ကမတူဘူးလာတဲ့ guest တွေရဲ့လည်းမတူဘူးရေရွစားတော့ဆိုင်မှာ maybe up to ဟိုဟာပဲရှိရလေ150အထက်200ပဲရှိရကွာဆိုတော့ဒီမှာက$20ထက်ရှိတဲ့$20ထက်ပေးပြီးလာစားကြရလေဟုတ်တယ်မလားဆိုတော့ guest တွေရဲ့ complaints ကမတူဘူးသူတို့က expectation များရှိရဒီသူတို့ဒီပေးထားတဲ့ဈေးနဲ့ပြန်ရတဲ့ service ကိုအရင်တန်ဖိုးထားတယ်သူတို့ကလေဆိုတော့သူတို့မှာ expectation များရှိတော့အဲ့ဒီ expectation များရှိတဲ့ guest တွေကို service ပေးရမယ်ဝန်ထမ်းကအတော်ရတန်လူတော့ပေးလို့မရဘူးဆိုတော့ VIP turbo တခု handle လုပ်နိုင်ဖို့ဆိုတာတွေ့ကြရလူကဝင်လို့မရဘူးလေနော် right သိရမလားအဲ့ဆိုတော့လေအဲ့ဆိုလှုပ်ရှားတဲ့ချိန်ကြရင်ပွေ့လင်းလင်းပြောပြီးတော့ရှောက်ကြပါကျွန်တော်ကတော့ဒီ language ကိုဘလောက်ပဲရတယ်ဒါပေမဲ့တစ်ဖက်မှာတော့ experience ကဘလောက်ရှိတယ်ဆိုပြီးတော့လေနော်အဲ့မရှိဘူးလားတစ်ဖက်မှာတော့ experience ကဘယ်လောက်ရှိတယ်ဆိုပြီးတော့ဟိုပါလဲဒီတိချာလေးပွေ့လေးရိုးသားပြောပြီးတော့ရှောက်စေခြင်းနဲ့ကျွန်တော်တို့တွေကမတက်တာကျွန်တော်တို့အတွက်ပြဿနာမဟုတ်ဘူးကျွန်တော်တို့တွေမှာ training တွေရှိတယ်ကျွန်တော်တို့တွေတက်အောင်သင်ပေးလို့ရတယ်ပေါ့နော်ဆိုတော့လေမတက်တဲ့ဟာကိုသင်ပေးလို့ရတယ်အဓိကတဲ့ဒီ attitude ကောင်းပြီးတော့လေလောက်ကိုတေချာစူးစမ်းချင်တဲ့လူတွေဆိုရင်ဆင်ပြေပေါ့နော်ဆိုတော့လေအခုချိန်မှာ CV found တွေက 80% ကသူတို့ကအလုံးရချင်စောနဲ့ရှောက်ထက်ထားတာလေတကယ်ကျွန်တော်တို့ကအဲ့ဒါတွေကြည်တာမဟုတ်ဘူးသိရမလားဆိုတော့အဲ့မှာ Novotel တို့ဘာလို့ရှောက်ထက်ထားရှောက်ထက်စရာမလိုကွာသိလားရိုးတပွေ့လင်းပြောပြီးတော့လာရှောက်ကြပါလို့ကျွန်တော်ဒီကနေပြောချင်တယ်ပေါ့နော်ဆိုတော့အဲ့လိုလိန်ပြီးတော့မရှောက်ကြပါနဲ့ကျွန်တော်တို့တွေကကိုယ့်ရဲ့ CV ကိုဖတ်နေတဲ့သူကပိုသိတယ်ဆိုတော့မှတ်ထားပေးစေချင်တယ်ပေါ့လေနော်ဆိုတော့ကျွန်တော်ပြောချင်တာလေအဲ့ဆိုပွေ့လင်းရိုးလုပ်ပြီးတော့လာလျှောက်ကြပါလို့เนาะအခုရက်ပိုင်းလာပို့တဲ့ CV found တော်တော်များများက AI နဲ့လုပ်ပြီးတော့တချို့တွေက group နဲ့လာလျှောက်တာရှိတယ်1 2 3 4% ပေါ့เนาะဒီ CV found မှာရေးထားတဲ့ဟာတွေကအကောလုံးမွေးသက် grade ကလွယ်ပြီးတော့အကောလုံးတူတယ်ကွာပုံကလွယ်ပြီးတော့အကောလုံးတူတယ်ကွာ working experience လည်းတူတယ်အကောလုံး everything တူနေတဲ့အချိန်မှာဆိုရင်ဘလို့မှစင်မပြေဘူးပေါ့လေเนาะဆိုတော့ဒီ hotel တခုဝင်ဖို့ဆိုတာဒီလောက် skill နဲ့တော့မရဘူးလို့ထင်တယ်ပေါ့နော်ဆိုတော့လေရိုးလမ်းပေးစားတော့ဆိုင်မှာရှာရင်တော့ရလိမ့်မယ်ပေါ့နော်ပြောချင်တာလေအဲကြောင့်ဝန်ထမ်းကို selection လုပ်တဲ့နေရာမှာကျွန်တော်တို့ကတေချာလုပ်တယ်အဲဒါကြောင့်ကိုတီးတဲ့ဟာကိုတက်တဲ့ဟာကိုပွေ့လင်း
ယူယူတတပြောပြီးတော့ရှောက်ပေးကြပါလို့ပြောချင်ပါတယ်ကောင်းကောင်းကြပါစေ October 2nd week interview မှာပြန်တွေ့မယ်နော်